YouTube မှာစာဖတ်ပြရုံနဲ့တစ်လားကိုငွေ10သိန်းထက်ရတယ်ဆိုတဲ့ဗီဒီယို content ကိုတင်ပြီးတဲ့ခါမှာတော့မေးခွန်းလေးတွေတိုးတော့ရှိလာပါတယ်ကျွန်တော်ဗီဒီယိုက view များတယ်ဘာဖြစ်လို့ပတ်စံအလောင်းမရတာလဲဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဆရာတယောက်တော့မဟုတ်ပါဘူးကျွန်တော်ကကိုတီးထားတဲ့ကိုဖြတ်တန်းလာတဲ့အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့မျှဝေပေးခြင်း sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့အနေနဲ့ YouTube မှာကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေက view များတိုင်းပတ်စံအများကြီးရလာဆိုတဲ့ကိစ္စလေးကိုဒီတစ်ဖက်မှာဆွေးနွေးတော့ပေးခြင်းပါတယ်အရင်ဆုံးကျွန်တော်တို့ YouTube channel တခုကိုဘယ်လိုဖွင့်လဲ YouTube ကနေပတ်စံဘာလို့ရလဲ YouTube ကနေပတ်စံရအောင်ကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုတဲ့ playlist လေးတခုကိုကျွန်တော်ဗီဒီယိုလေးနဲ့အတူတင်ထားပေးပြီးဖြစ်တာမလို့မကြည့်ရသေးဘူးဆိုလို့ရှင်တွားရောက်ကြည့်လို့ရပါတယ်ကဲပြန်စလိုက်ရအောင် YouTube မှာကျွန်တော်တို့ကတင်တဲ့ဗီဒီယိုတွေမှာ view များရတာနဲ့ view နည်းနည်းရပြီးတော့ပတ်စံအများကြီးရတာဒီလိုမျိုးလေးတွေရှိတယ်ပေါ့နော်ကဲဆိုတော့ YouTube မှာပတ်စံအများကြီးရဖို့အတွက်ကျွန်တော်တို့အနေနဲ့ RPM လို့ခေါ်တဲ့ RPM မြင့်တဲ့ဗီဒီယို content မျိုးစားတွေကိုကျွန်တော်တို့တင်တတ်ဖို့လိုတယ်ကျွန်တော်တို့ရွေးချယ်တတ်ဖို့လိုတယ်တကယ်လို့ကျွန်တော်စာအုပ်ဖတ်ပြမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့စာအုပ်ဖတ်ပြတဲ့အကြောင်းအရာက RPM မြင့်တဲ့အကြောင်းအရာဖြစ်ရမယ်ဟုတ်ပြီ RPM ဆိုတာဘာလဲRPM ဆိုတာကတော့ကျွန်တော်တို့ရဲ့ဗီဒီယို view 1000တိုင်းမှာရတဲ့ဝင်ငွေဖြစ်တယ်ပေါ့နော်တကယ်လို့မိတ်ဆွေရဲ့ RPM က$5ဆိုလို့ရှိရင် view 1000မှာ$5ရပါမယ်နောက်ထပ် CPM ဆိုတာရှိတယ်ပေါ့နော် CPM ဆိုတာကတော့ကျွန်တော် advertiser ကနေပြီးတော့ပေးတဲ့နှုန်းထားပေါ့နော်ကြော်ညာရှင်တွေထည့်တဲ့နှုန်းထားပေါ့ RPM ကကြတော့ကျွန်တော် creator တွေအမှန်တကယ်ရတဲ့ဝင်ငွေဖြစ်တယ်ပေါ့နော်အဲဒီတော့အဓိက RPM ကိုတည်ထားဖို့လိုအပ်ပါတယ် RPM မြင့်ဖို့အတွက်အဓိကရွေးချယ်ရမယ့်အချက်လေး၅ချက်ကို sharing လုပ်ပေးသွားခြင်းနဲ့ RPM မြင့်ဖို့အတွက်ကျွန်တော်တို့ကခေါင်းစဉ်မျိုးစားအကြောင်းအရာမျိုးစားတွေကိုရွေးချယ်တတ်ဖို့လိုတယ်။ဘာလေးတွေလဲဆိုတော့ကျွန်တော် financial investing လို့မျိုးဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တာတွေဒီလို stock share အကြောင်းပြောတာတွေ forex trading အကြောင်းပြောတဲ့အကြောင်းအရာဗီဒီယိုမျိုးတွေနောက်ထပ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ sharing လုပ်တာမျိုးတွေဒီစေပညာနဲ့ပတ်သက်တဲ့ဆိုင်ရာတွေပေါ့နော်ဒါတွေက RPM မြင့်တဲ့ထဲမှာပါတယ်ထပ်ပြီးတော့ဤပညာနဲ့tutorial တွေပေါ့နော်ဒီပညာ tutorial တွေပြီးတော့ကြတော့ electronic ပစ္စည်းတွေအကြောင်းတွေမျှဝေတာတွေကိုအသုံးပြုတဲ့ဟာလေးတွေကို user တယောက်အနေနဲ့ပြန်ပြီး sharing လုပ်တာမျိုးတွေပေါ့နော်ဒါတွေကလည်း RPM မြင့်တဲ့ထဲမှာပါတယ်ထပ်ပြီးတော့ဒီအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ယင်းနှီးမြှုပ်နှံမှုအကြောင်းအရာဆက်ဆက်တာပေါ့နော်အဲ့ဒါနဲ့ဆိုင်တဲ့ကားတွေဆိုင်ကယ်တွေဒီလိုမျိုးပစ္စည်းတွေအကြောင်းတွေကိုမိတ်ဆက်တာမျိုးတွေပေါ့နော်ဒါတွေက RPM မြင့်တဲ့ထဲမှာပါတယ်RPM မြင့်တာနဲ့နှိမ့်တာနဲ့ဘာလို့အဲ့လောက်ရေးကြီးလဲဆိုတော့ဥပမာဆိုပါစို့မိတ်ဆွေအနေနဲ့သတင်း channel တစ်ခုရှိတယ်နောက်ထပ် tutorial အကြောင်းတွေပြောတဲ့ဟာတွေပေါ့ဘယ်ဟာတွေဘယ်လိုလုပ်ရမလဲဒါမျိုးတွေပြောတဲ့ channel နှစ်ခုရှိတယ်ဆိုပါစို့မိတ်ဆွေရဲ့ဒီ Sally's New ပေါ့နော် Sally သတင်းတွေပြောတဲ့ channel က view တွေတော့များနေတယ် view 3သိန်းလောက်ရနေပြီးတော့မှ$9လောက်ပဲရနေပြီးတော့မိတ်ဆွေရဲ့ဒီ tutorial အကြောင်းပြောတဲ့ channel ပေါ့နော်ဒီလို tutorial ပြောတဲ့ channel ခုနကျွန်တော်ပြောတဲ့ခေါင်းစဉ်တွေပြောတဲ့ channel မျိုးတွေပေါ့နော်အဲ့လိုအကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ video တစ်ပုဒ်ကကြတော့ခုန Sally News လိုမျိုး view 3သိန်းမဟုတ်ဘဲနဲ့ view 3000လောက်ပဲရပြီးတော့$9ရနေတာမျိုးဖြစ်ပါတယ်ဒါလေးတစ်ခုကိုကွယ်ကွယ်ပြပြတည်ထားရမယ်ပေါ့နော် YouTube channel တွေမဆန်ရှာပြီဆိုလို့ရှိရင်ခဲဟုတ်ပြီအဲ့တော့စကားဆက်ပြီးပြန်ပြောရလို့ရှိရင် RPM နှိမ့်တဲ့ niche တွေကဘာတွေလဲ RPM အနေချင်းမရတဲ့ niche တွေကခုနပြောခဲ့တဲ့ဒီလိုမျိုးသတင်း channel တွေပြီးတော့ကြတော့ entertainment တွေနောက်ပြီး gaming တွေပြီးတော့ကြတော့ vlog တွေပေါ့နော်ကိုယ်ပိုင် freedom blog တွေပေါ့နော် lifestyle blog တွေပေါ့ဒါတွေကတော့ RPM နှိမ့်တဲ့ထဲမှာပါတယ်တချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့လည်းကြုံမှုတယ်တချို့ကဆို0.01 0.02 အဲ့လောက်ထိတောင်ရောက်ပါတယ်ခုနလိုမျိုး tutorial ကြတော့သူက0 point တွေမဟုတ်တော့ဘဲနဲ့ရှေ့ဆုံးကနေပြီးတော့မှ5 day 4 day 3 day ဒါမျိုးတွေဖြစ်တာမလို့အစမတန်ကွာပါတယ်နောက်တစ်ချက်ကတော့တည်ထားမှာကကြတော့ကျွန်တော်တို့ဒီကြီးစုတဲ့ viewer တွေရဲ့ audience location ခေါ်တာပေါ့နော်ဒီ viewer တွေကဘယ်နိုင်ငံကနေကြည့်နေလဲဆိုတဲ့အားလည်းအရေးပါတဲ့အခန်းကဏ္ဍတွေမှာပါတယ်အရေးပါတဲ့အချက်တွေမှာပါတယ် US UK လိုမျိုးနောက်ပြီးကနေဒါတို့ Australia Germany တို့လိုနိုင်ငံကြီးတွေကနေပြီးတော့မှကြည်နေတဲ့ viewer ပေါ့နော်အဲ့နိုင်ငံမှာကြည်နေတဲ့ viewer လို့ပြောရလို့ရှိရင်အဲ့နိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်အဲ့နိုင်ငံသားတယောက်ယောက်ပဲဖြစ်ဖြစ်ကြည်နေတာမျိုးဆိုလို့ရှိရင်ကြည်နေတာမျိုးကြည်တဲ့လူများနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ view က RPM မြင့်ပါတယ်ဒါ
ဒါကြောင့်ချို့ကအင်္ဂလိပ်လိုပဲတင်ခိုင်းနေဆိုတာလကားမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့ဒီ global audience ရအောင်လို့ international view ရအောင်လို့အင်္ဂလိပ်လိုတင်ခိုင်းတာမျိုးဖြစ်ပါတယ်ဒါမှမဟုတ်ပဲねကျွန်တော်တို့ဒီ Asia နိုင်ငံတွေဖြစ်တယ်မြန်မာတို့အိန္ဒိယတို့ဖိလစ်ပင်းတို့ဒီလိုနိုင်ငံတွေကနေတာကြည်နေတယ်ပေါ့နော်အဲ့နိုင်ငံတွေမှာနေထိုင်တဲ့လူကအနောက်နိုင်ငံသားပဲဖြစ်ဖြစ်အဲ့ဒီကနိုင်ငံသားပဲဖြစ်ဖြစ်ဒီလိုအာရှနိုင်ငံတွေကနေပြီးတော့မှကြည်နေတယ်ဆိုလို့ရှိရင်ကြည့်ရလူလည်းများနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုဟာ RPN တေချာပေါင်းနှိမ့်ပါတယ်ပေါ့နော်ကျွန်တော်ကဒီလိုမျိုးချင်းချင်းပြီးအကျိုးအကြောင်းလေးတွေဆက်ပြီးတော့တွေးရတာပေါ့နော်ကိုဗီဒီယိုကဘာလို့ RPN နှိမ့်နေလဲကိုဗီဒီယိုကတင်းတဲ့အကြောင်းအရာက RPN မြင့်တဲ့ content ဖြစ်ပေမဲ့လည်းဘာလို့ RPN နှိမ့်နေလဲပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့ကတွေးရပါတယ်ထပ်ပြီးတော့ဗီဒီယိုတွေတစ်ခုရဲ့ engagement ခေါ်တာပေါ့နော်ဒီ YouTube ကဒီ viewer engagement မြင့်တဲ့ဗီဒီယိုတွေကိုသူတို့ကြော်ညာတွေကိုပို့ပြီးတော့ထိုးပေးတယ်ပေါ့နော် RPN တွေတက်လာတယ်ပေါ့နော်ကြော်ညာတွေထိုးပေးတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ရဲ့ဗီဒီယိုကို viewer ကနေပြီးတော့မှဟိုမှာ10 minute ဗီဒီယိုပဲထားလိုက်အောင်အနည်းဆုံး5 minute လောက်ထိပေါ့နော်90%လောက်ထိကိုကြည့်လာအောင်လို့ကျွန်တော်တို့အနေနဲ့ဆွဲခေါ်နိုင်ရမယ်ပေါ့နော်ဒါပြကျွန်တော်တို့ ਨੇ thumbnail ဆိုတာကျွန်တော်တို့ဒီဗီဒီယိုတစ်ပုဒ်မစခင်မှာအရင်ဦးဆုံးတွေ့ရမယ့်ပုံပေါ့နော်ပုံစာသားလေးတွေကိုကျွန်တော်တို့အနေနဲ့တတိချာတသက်ရဲ့ဆွဲဆောင်မှုရှိအောင်လုပ်ရပါမယ်နော် comment like တွေ share တွေများအောင်လို့ကျွန်တော်တို့အနေနဲ့သူတို့တိုက်တွန်းရမယ်ပေါ့နော်စကားဆက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကလည်းနောက်မိတ်ဆွေတို့အတွက်အကျိုးစုံညာရှိခဲ့တယ်လို့ရှိရင် comment မှာ yes လို့ရေးခဲ့ပြီးတော့ like လေးနှိပ်သွားပေးပါနော်ကျေးဇူးများကြီးတင်ပါတယ်ထပ်ပြီးတော့တည်ထားမှာတော့ကျွန်တော်ဒီ ad အမျိုးအစားအကြောင်းတွေပေါ့နော် ad ဆိုတဲ့နေရာမှာဒီ scalable ads လို့ခေါ်တာပေါ့နော်ဒါကတော့ပုံမှန် ads တွေပေါ့ကျွန်တော်တို့ YouTube ဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်ပြီလို့ရှိရင် skip လုပ်လို့ရတဲ့ app ပေါ့နော်ကျွန်တော်တို့မကြည့်ချင်ဘူးကြော်သွားလို့ရတဲ့ကြော်ညာပေါ့နော်အဲ့လိုကြော်ညာနဲ့နောက်ထပ် non scalable ads လို့ခေါ်တာပေါ့နော်နှိပ်ပြီးတော့ skip လုပ်လို့မရတဲ့ကြော်ညာမျိုးစားဆိုတာရှိတယ်ပေါ့နော်ဒီလိုမျိုး skip လုပ်လို့မရတဲ့ကြော်ညာမျိုးစားတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးထည့်မယ်ဆိုလို့ရှိရင်လည်း RPM မြင့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြီးရှုတဲ့ viewer က skip လုပ်လို့မရတဲ့ဒီကြော်ညာကိုအဆုံးထိကြည့်ရတာဖြစ်တဲ့အတွက် RPM မြင့်နိုင်တယ်အဲ့ဒါပေမဲ့သူရဲ့ဆိုးကျိုးတစ်ချက်ကတော့ဘာလဲဆိုတော့ viewer အနေနဲ့သူကြည့်ချင်တဲ့ view ကိုကြည့်ဖို့အတွက်ဒီကြော်ညာကြီးကိုအဆုံးထိကြည့်နေရတာဖြစ်တဲ့အတွက်သူစိတ်မရှိပဲကြော်ရင်ကြော်သွားနိုင်တယ်စိတ်တူနိုင်တယ်ဒေါသထွက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ channel ကိုအကြောင်းမျိုးနဲ့ဒီကြော်ညာကြီးကိုအရင်ဦးဆုံးပြီးအောင်ကြည့်နေရတာဖြစ်တဲ့အတွက်ဒီကတော့သူရဲ့စိုးကျိုးပေါ့နော်ဒါလေးတွေကိုလည်းကိုရီးယားတွေးပြီးတော့စဉ်းစားပြီးတော့မှထည့်စေချင်တယ်ပေါ့နော်နောက်ထပ်ဒီဟိုပါပေါ့နော်ဒီ seasonality ခေါ်တာပေါ့နော်ဒီကျွန်တော်တို့ဒီယာဒီ light trend နေနဲ့ဒီ Christmas တို့ Black Friday တို့ဒီလိုမျိုး S တွေများတဲ့အချိန်မျိုးတွေမျိုးမှာကျွန်တော်တို့ဗီဒီယိုတွေတင်နေဆိုလို့ရှိရင်လည်း RPM မြင့်ပါတယ်ပေါ့နော်ဒီလိုမျိုးပွဲတော်ယာဒီမျိုးတွေမှာကျွန်တော်တို့ဗီဒီယိုတွေဟာ RPM မြင့်တတ်တယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့ဒါ Google မှာလေ့လာကြည့်တဲ့အောက်တွေကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်ကဲတော့ကျွန်တော်တို့ ਨੇ ဒီ RPM CPM ရဲ့အကြောင်းလေးကိုခုလောက်ဆိုရင်အကြမ်းမြင့်တည်သွားပြီဆိုတော့ကိုကနေပြီးတော့မှ YouTube ဗီဒီယိုတစ်ပုဒ်ကိုလောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါတည်းခုချိန်ကလေးကနေပြီးတော့မှ content ဗီဒီယိုကိုရွေးချယ်တဲ့အခါမှာဒီ niche တွေကိုရွေးချယ်တဲ့အခါမှာကိုအနေနဲ့ value တစ်ခုရလာအောင်လို့ပေါ့နော်ရေရှည်မှာပေါ်ပေါ်ပဲပဲမဖြစ်အောင်လို့ကိုအနေနဲ့တေချာလေးရွေးချယ်စေခြင်းနဲ့ကျွန်တော်တို့အစတုန်းကဒီ selling news လို့ဘာလို့ကျွန်တော်ဗီဒီယိုတစ်ပုဒ်စပြီးတင်လိုက်တယ် view တွေအများကြီးရတယ်ဆိုပေမဲ့ကိုဘယ်လိုပြောရမလဲကိုရဲ့ channel ဟာဟိုပါဘောနော်ဒီ news ဆိုတဲ့အတိုင်းပဲသတင်းတစ်ခုကအချိန်တစ်ခုကြာလို့ရှိရင်မြုပ်သွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကအချိန်တစ်ခုကြာလို့ရှိရင်သူများလည်းစိတ်ဝင်စားတော့မှာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေကိုကိုအနေနဲ့ရှောင်စေခြင်းနဲ့ဒါလေးကိုကျွန်တော်တို့ခုတိုက်တွန်းခြင်းနဲ့အမြဲတမ်းဒီ YouTube channel မှာကြည့်လိုက်တိုင်းမှာကိုရဲ့ဗီဒီယိုက update ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ဥပမာ tutorial လို့ရှိရင်ဆိုပါစို့ကျွန်တော်အနေနဲ့Gmail account တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့အခါမှာဒီလိုဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တင်ထားတယ်ဆိုလို့ရှိရင် Gmail မဖွင့်တတ်တဲ့လူတိုင်းကဒီဗီဒီယိုကိုတွေ့တဲ့ချိန်တိုင်းမှာဝင်ကြည့်နေမှာပဲပေါ့နော်ဆိုပါတော့ဟိုပြီးခဲ့တဲ့လသတင်းတစ်ခုကိုကနေမှတင်ထားတယ်ဆိုလို့ရှိရင်ဒီသတင်းဟာအချိန်တိုင်းတစ်ခုကြာလို့ရှိရင်လူအားလုံးသိမှာဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့ဒီဗီဒီယိုဟာလူစိတ်ဝင်စားမှုနည်းလာပြီးတော့အဲ့သတင်းကိုလူတွေကလည်းစိတ်ဝင်စားမှာမဟုတ်လို့တဖြည်းဖြည်းနဲ့မြုပ်သွားမှာပေါ့နော်ဒါမျိုးအကြောင်းအရာလေးတွေကိုကတွေးပြီးတော့ကိုတင်ရတာပေါ့နော်ပြောမယ်ဆိုတစ်သက်လုံးဒီ YouTube မှာ active ဖြစ်နေမယ်အကြောင်းအရာမျိုးတွေကိုကိုအနေနဲ့ရွေးချယ်ပြီးတော့တင်စေခြင်းနဲ့ဥပမာပုံမြင်ဆိုရင်တော့မှဒီပုံမြင်လေးဟာဟိုနားမထောင်ရသေးတဲ့လူဖို့အမြဲတမ်း active ဖြစ်နေဦးမှာပေါ့နော်ဒါမျိုးလေးတွေကိုကိုကနေပြီးတော့မှတွေးတော့ပြီးတော့
content လေးတွေကိုဖန်တီးစေချင်တယ်ပေါ့နော်အဲ့တော့အချင်းချုပ်ပြီးတော့ပြောရလို့ရှိရင်ဗီဒီယိုလည်းနည်းနည်းရှိသွားပြီဆိုကျွန်တော်အချင်းချုပ်ပြီးပြန်ပြောရလို့ရှိရင်ကိုအနေနဲ့ YouTube channel တခုကိုမဖွင့်တတ်သေးဘူးဆိုရင်ကျွန်တော်ဒီမှာ playlist လေးတခုခွဲထားတယ်အဲ့ဒီမှာတွားပြီးတော့ YouTube channel ဖွင့်နေကစပြီးအစအဆုံးပေါ့နော်အဲ့မှာတွားရောက်ပြီးတော့ကြည့်လို့ရတယ်အဲ့လိုပဲကိုဘာအကြောင်းအရာကိုကိုအနေနဲ့စပြီးတော့လောက်တော့မယ်လောက်ရမလဲမသိဘူးဖြစ်နေလို့ရှိရင်တခါတည်းခုချိန်ကလေးက RBM မြင်းနဲ့ niche တွေကိုရွေးချယ်ပြီးတော့လှုပ်စေချင်ပါတယ်ကိုလောက်ရတာမောရတာနဲ့တန်အောင်လို့ပါကိုရဲ့အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့ viewer တွေနဲ့လည်းအကျိုးအမြတ်အများကြီးရစေချင်လို့ပါဘောနော်အဲ့တော့ဒီဗီဒီယိုလေးကကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်မယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာနောက်ထပ်အကြောင်းအရာလေးတွေကိုထပ်ပြီးတော့ဖန်တီးတော့ပါအောင်မယ်အားလုံးနဲ့ထပ်တွေ့ချင်ပါသေးတယ်